ကာယ ानु ဘဒနာကြလေရေလီဝါလေးဆိုဝါလေးထွဲတယ်ဆိုထွဲတယ်ကာယဝေဒနာတခါကြီးတို့တက္ကမကြီးတို့ဒီနေရာမှာလာတယ်လီဝါလာတယ်ဒီနေရာမှာဝေဒနာမတွေ့လားရောက်ဝေဒနာကိုကိစ္စသိစာကိုဝေဒနာ ानु ဘဒနာတခါတခါဆိုပြီးတခါတည်းဒူးနာတယ်ပေါင်းနာတယ်ဩရုံးမနာနေမလို့ဘူးငါနာစမဟုတ်ဒီရုံးမှာရုပ်တရမှာနာနေစားဒီဆုံးကြရမဟုတ်ကေဩဒီနေရာမှာနာနေစကားတခါငါလုံးနေစကားဒီနေရာမှာလုံးနေစားလုံးနေစကားနှခေါင်းမှာလုံးနေစားနာကဇမနာလေးခထောင်းမှာနာတယ်ဒီခရီးမှာနာတယ်ဆိုရင်ဒီမှာအများကြီးလောက်ရဝေဒနာအလုံးနောက်တစ်ခါစိတ်တာစိတ်ကကြလေဒီသီးလိုက်တွေဝေါင်လာတယ်အော်ပူတွေနှွေးတွေမသိလားသီးတွေသီးပြီးဇာပိလကလေပြောင်းလခဗရန်အရာတခါလီဝေါင်လာတယ်သီးတွေသီးပြီးကဇာပိလကလေပြောင်းတယ်သီးပြောင်းသီးပြီးကပြောင်းလခသီးပြီးကပြဲလခသီးပြဲဒီသီးပြဲကိုကရိညာနဲ့ကရိနေစကိုစိတ်တာ ानु ဘဒနာလို့ခေါ်ရစိတ်ဒီသုံးခုတည်းမဟိကတော့ဖလောပရခဇာဒီသုံးခုမှာအရာတခါဓမ္မာလို့လာတယ်ဓမ္မာလာစကရေဝိုင်းရှိလာတယ်ဓမ္မာလို့သိကြမင်းဒီရောဝေဒနာစိတ်ဒီသုံးခုမှာဇာမဘံဖိတ်လောဘံကိရိသီရိရအလုတ်ကိုဓမ္မာလို့ခေါ်တယ်ဓမ္မာလို့သိကြအရလန်မဟင်းမြဒီသုံးခုမှာတခါကာယကလေးပရာဖို့တခါဝေဒနာကလေးပရာဖို့တခါစိတ်ကလေးပရာဖို့တရထိုင်တယ်မဲလို့ကောင်းတယ်ဩအာနာပါနာကိုမဲလို့ကောင်းရရင်ရေကအာနာပါနာမှာမှဲ့တယ်အာနာပါနာမဲ့တယ်မဲနေရနေပါဒီမှာလာဝေဒနာပြရတယ်ဒီကနာလာရရင်နာလာတယ်ဆိုကစိတ်ကလာလောက်နာဩဝေဒနာလေဇာဖိတ်တယ်လေဖိတ်ပြီးကပြောက်တယ်ဝေဒနာလေအမေတမနေတခါကြီးတို့တက္ကမကြီးတို့ကထောင်ဖို့ဒီနေရာမှာနာတယ်ဆိုအာနာနီလေးဇုံထောင်းတယ်အမှန်ကဇုံမနာဇာတယ်ဝေဒနာဇာတယ်ဝေဒနာဆိုလေပေါ်လာတယ်ပြောင်းလခတယ်ပေါ်လာတယ်ပြောင်းလခတယ်ပေါ်လာတယ်ပြောင်းလခဆိုတော့ထက်ကဖိတ်တခါရေအမရိကန်ဖိတ်နေလေဇုံထောင်းတယ်စိတ်ကထောင်းစားအမှန်ကဇုံမဟင်းဝေဒနာဆိုတော့ကိုသိစားသူကသိလေစိတ်ကသိဒီတန်းနဲ့နားရဲဆိုတော့ကိုဒီပေါင်သိစားမဟုတ်ဒီခထောင်းမသိတခုလေတော့ရုဒ္ဒရဆိုတာတခုလေမသိမဲ့ထားတာဘုရားကသိစကားသူသိလေစိတ်ကသိဩနာရတိမနာတိကောင်းရတိမကောင်းရတိမသိလားစိတ်ကသိစဝေဒနာဆိုတာသိစမဟုတ်ဝေဒနာဆိုတာလေမသိတခုလေတော့ဝေဒနာကဇမဖိတ်လေရုံးမှာဖိတ်တယ်ရုံးမှာဖိတ်ဆိုတော့အသူကသိရစိတ်ကသိရဆိုကြဒီစိတ်မှလေးတော့တခါတည်းလီဝေါင်လာတယ်ဩဝေါင်လာဗျာသိတယ်သိပြီးဇာဖိတ်လခလေပြဲလခဆိုသိပြီးပြဲလခဆိုကိုသိပြီးပါပြဲလခဗျာအသူကအဲ့ဒါထဲလို့သိလေအသူကအဲ့ဒါတခါစိတ်ကသိပါဗျာစိတ်ကအဲ့ဒါသိပြီနားလည်မလားဒီကမလာတယ်လီပြောင်းလခဗျာအသူကသိတယ်စိတ်ကသိတယ်မေတ္တာရေစိတ်ကသိစဖို့တခါအာရနောက်ကစိတ်ကဧစုလေးသိပံပြောင်းခါဗျာနောက်ကစိတ်ကအာရတခါသိပံဗျာဓဘောစိတ်တာလို့ခေါ်တယ်ဒုတိယစိတ်ဒုတိယစိတ်နဲ့သိအောင်ပရိုဇောစကိုရေစိတ်တာ ानु ဘဒနာလို့ပြောတာဓမ္မာ ानु ဘဒနာကြခါကြီးတော့မဟုတ်ဗျာရေကာယမှာလေလောလောက်တယ်တခါကာယမှာထိုင်လို့ဇာနေယမှာလုံးလို့ကောင်းဘူးလေဇာနေယဒီသုံးနေတာလုံးဖို့နေရကဇာနေယလေသုံးနေတာရောဝေဒနာစိတ်
သုံးခုရရင်လှုပ်ဖို့နေတာဒီသုံးနေရာမှာဇာနေရာမှာလှုပ်လို့ကောင်းလေကောင်းတဲ့နေရာမှာလှုပ်တယ်ဝေဒနာမှာလှုပ်လို့ကောင်းလေဆိုပြီးဝေဒနာမှာလှုပ်တယ်စိတ်မှာလှုပ်လို့ကောင်းလေဆိုပြီးစိတ်မှာလှုပ်တယ်ကာယမှာလှုပ်လို့ကောင်းလေဆိုပြီးကာယမှာလှုပ်တယ်ဒီသုံးခုမှာဇာနေရာမှာမစိုးကိုကောင်းတဲ့နေရာဂရိတ်တဲ့နေရာမှာသာယာတဲ့နေရာမှာလှုပ်လို့လှုပ်တယ်တဏှာတည်းမှာလှုပ်ရလားမဟုတ်မလှုပ်ကိုကကာယမှာလေးလှုပ်ဆောင်လှုပ်ဖို့ဝေဒနာမှာလေးလှုပ်ဆောင်လှုပ်ဖို့စိတ်မှာလေးလှုပ်ဆောင်လှုပ်ဖို့ဒီသုံးခုမှာပဲပန်းမှွင်းပန်းလှုပ်တယ်ရအလုပ်ကိုဓမ္မလို့ခေါ်တယ်